ဟုတ်ကျွန်တော်တို့ဒီ logo rate level မှာအသုံးပြုရမယ် body level ကမီတာစနစ်တွေရှိရဲ့အဲ့မီတာစနစ်တွေကမြန်မာနိုင်ငံဒီလက်စစ်ဝန်ကြီးဌာနကနေထုတ်ထားတဲ့4မီတာ system ဆိုတာရှိပါတယ်4မီတာ system ဆိုပြီးတော့မြန်မာနိုင်ငံလက်စစ်ဝန်ကြီးဌာနကနေထုတ်ထားတဲ့မီတာစနစ်လေးရှိပါတယ်အဲ့မီတာစနစ်လေးကကျွန်တော်တို့ကsingle phase အတွက်ပေါ့နော် single phase နေရာ30 body အတွက်ဆိုရင်သူက single phase 2 wire ဆိုပြီးတော့ single phase 2 wire မီတာကျွန်တော်တို့3မျိုးထုတ်ထားတာရှိပါတယ်ခင်ဗျာအဲ့တော့ single phase ကျွန်တော်တို့က single phase နေရာ30 body ကိုသုံးပြုရမယ်ဆိုရင်အဲ့ဓာတ်တိုင်နဲ့အိမ်မှာရှိတဲ့ DB ရဲ့ကြားမှာ single phase 2 wire မီတာဆိုတဲ့ဒီစနစ်ကိုအသုံးပြုပေးရအောင်အဲ့ဒီ single phase 2 wire မီတာဆိုတဲ့စနစ်မှာကျွန်တော်တို့ကမီတာ rating အနေနဲ့3မျိုးသတ်မှတ်ထားတာကိုသိရှိရမှာဖြစ်ပါတယ်အဲ့ဒီမီတာ rating 3မျိုးကတော့530 ampere 530 ampere 30 60 ampere ဆိုပြီးတော့မီတာ rating အနေနဲ့3မျိုးတွေ့ရှိရမှာဖြစ်ပါတယ်အဲ့မီတာ rating 3မျိုးက530 မီတာဒီကျွန်တော်တို့ကကြီးလက်တီတွေအတွက်သုံးယူတဲ့ထုတ်ထားဖြစ်ပါတယ်ဒီနောက်ဒုတိယ530 မီတာဒီမြို့ငယ်3မီတာလို့သတ်မှတ်ထားတာဖြစ်ပါတယ်30 60 ampere မီတာဒီကျွန်တော်တို့ကမြို့ကြီး3မီတာဖြစ်ပါတယ်အဲ့တော့ဒီမီတာတွေကိုရွေးချယ်တက်ဆင်ရပြီးတော့ကျွန်တော်တို့ကမိမိအသုံးပြုမဲ့လို့မိမိအသုံးပြုမဲ့လို့ဆိုတာလို့တူတယ်ပေါ့နော်ကျွန်တော်တို့ကအိမ်မှာတက်ဆင်ထားတဲ့မီဒီမီကြောင့်ပန်ကလက်စစ်ပစ္စည်းရဲ့စုစုပေါင်းတန်ဖိုးစုစုပေါင်းတန်ဖိုးဝတ်တန်ဖိုးလို့ပြောလို့ရတယ်လို့စုစုပေါင်း ampere တန်ဖိုးလို့လည်းပြောလို့ရတယ်အဲ့ ampere ရဲ့နိုင်ရင်းနဲ့ ampere ကဥပမာအနေနဲ့ကျွန်တော်တို့အိမ်ရဲ့အတွင်းထဲမှာအိမ်တွင်းမှာကျွန်တော်တို့ကတက်ဆင်အသုံးပြုထားတဲ့ ampere ဒီစုစုပေါင်းတန်ဖိုးက60 ampere ဆိုရင်ကျွန်တော်တို့က60 ampere ကိုတက်ဆင်အသုံးပြုအောင်ဖြစ်ပါတယ်ဒီကိလို့မိမိကတက်ဆင်ထားတဲ့ ampere ဒီ30 ampere ဆိုရင်ကျွန်တော်တို့က530 ampere ကိုတက်ဆင်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ကလက်စစ်ဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကဒီ530 မီတာဒီပထမ530 မီတာဒီကြီးလက်မှာ30 မီတာဖြစ်ပါတယ်ဒီဒုတိယ530 မီတာဒီကြီးမြို့ငယ်3မီတာဖြစ်ပါတယ်အဲ့တော့မျိုးကြီးမှာအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ30 60ကိုပဲတက်ဆင်ရမှာဖြစ်ပါတယ်မျိုးကြီးမှာ3မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က530ဆိုတဲ့မီတာကိုတက်ဆင်လို့မရှိပါဘူးနော်အဲ့တော့ကျွန်တော်တို့ကဒီမျိုးပေါ်မှာသုံးမယ်ဆိုရင်တော့ခုနောက်ပိုင်း EPC လို့ခေါ်တဲ့ဒီမျက်စိဝန်ကြီးဌာနနဲ့ချပြီးတော့30 60ဆိုတာမီတာ rating တွေနဲ့တက်ဆင်ချနေတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကမျိုးမှာအသုံးပြုမဲ့မီတာရဲ့အားလုံးဒီ30 60ဆိုတဲ့ digital မီတာရဖြစ်ပါတယ်ဒီ digital မီတာရေးဒီကျွန်တော်တို့ကမီတာဖတ်တဲ့အခါမှာ OMR လို့ခေါ်တဲ့သူကဒီ remote နဲ့မီတာ10မီတာ10မီတာရဲ့အကွာအဝေးအတွင်းရတယ်ကျွန်တော်တို့ကအိမ်မှာရှိတဲ့မီတာဘောက်တွေကိုသွားရောက်ပြီးတော့ဖတ်ဆံမလုပ်ဘဲနဲ့ဒီကနေကျွန်တော်တို့က remote လေးနဲ့ကျွန်တော်တို့ထိုင်ပြီးတော့ဖတ်လို့ရပါတယ်ဒါ10မီတာအတွင်းရတယ်ဒါကြောင့်မို့မိမိအိမ်မှာတက်ဆင်ထားတဲ့မီတာဒီနောက်ပိုင်းတက်ဆင်ထားတဲ့ digital မီတာဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့က30 60မီတာတွေပဲဖြစ်ပုံရပါတယ်အဲ့တော့ဒီမီတာတွေကိုကျွန်တော်တို့က high single phase 230 volt အသုံးပြုတော့မယ်ဆိုရင်ကျွန်တော်တို့ကဒီမီတာ rating 3မျိုးရဲ့တစ်မျိုးသုံးဖို့တစ်မျိုးကိုယူပြီးတော့တက်ဆင်အသုံးပြုအောင်ဖြစ်ပါတယ်ဒီကောင်းလေးမီတာမပါဘဲနဲ့ကျွန်တော်တို့ကနှဲစစ်ကို high ဓာတ်တိုင်ရနေကျွန်တော်တို့ဓာတ်ရိုက်တွေ့တဲ့တက်ဆင်ခွင့်မရှိပါဘူးဟာတက်ဆင်ခွင့်မရှိပါဘူးအဲ့တော့ကျွန်တော်တို့ကအသုံးပြုတော့မယ်ဆိုရင်မိမိအိမ်မှာတက်ဆင်အသုံးပြုမယ်နှဲစစ်ကိုတွေ့တဲ့ရယူအသုံးပြုတော့မယ်ဆိုရင်ဓာတ်တိုင်နဲ့အင်ဂျာမှာ single phase ဆိုရင် single phase မီတာ three phase ဆိုရင် three phase မီတာ three phase မီတာဆိုရင်ကျွန်တော်က single phase ရော three phase ရောနှစ်မျိုးလုံးသုံးလို့ရပါတယ် single phase မီတာဆိုရင်တော့ကျွန်တော် single phase only single phase တစ်ခုနဲ့တစ်မျိုးတည်းသာအသုံးပြုရမှာဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ single phase မီတာတွေကိုတက်ဆင်အသုံးပြုပြီးတဲ့အခါမှာ single phase မီတာကနေဘယ်လိုသွားမလဲဆိုရင်ကျွန်တော်တို့ကအဲ့အိမ်ထဲမှာရှိရဲ့ကျွန်တော်တို့က DB လို့ခေါ်တဲ့ distribution box ထဲကိုသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအိမ်ထဲမှာရှိရဲ့ distribution
ပေါက်သေးကိုသွားမှာဖြစ်ပါတယ်distribution box ကိုကျွန်တော်တို့ကအပြင်မှာတော့ DB လို့ခေါ်ပါတယ် DB ရဲ့အရှည်ကောက်က DB ရဲ့အရှည်ကောက်ကဘာလဲဆိုရင်ကျွန်တော်တို့က DB အဲ့ဒါ DI distribution box လို့ခေါ်ပါတယ်เนาะ distribution box ကိုအထူးအားဖြင့် DB လို့ခေါ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က single phase meter ကိုတက်ဆင်အသုံးပြုခြင်းအပြင်ကျွန်တော်တို့ဒီ DB ကိုလည်း single phase DB လို့ကျွန်တော်တို့ကခေါ်ဝေါ်သတ်မှတ်ပါတယ်ခင်ဗျာအဲ့တော့ single phase DB ကနေကျွန်တော်တို့ကဘယ်လိုဆက်လက်ပြီးတော့သုံးမလဲဆိုတဲ့အပိုင်းဒီကျွန်တော်တို့ကဒီကနေစပြီးတော့ single phase DB မှာ single phase DB ဖြစ်တဲ့အတွက်ကျွန်တော်တို့က single phase ကိုsingle phase DB ဒီမီတာကနေလာမှာဒီဒီမီတာကနေကျွန်တော်တို့ကထွက်လာမှာဒီ single phase ရဲ့ single phase မီတာကနေထွက်လာမှာဒီ line ဒီကျိုးဒီနှစ်ချောင်းဖြစ်တဲ့အတွက်အဲ့နှစ်ချောင်းဒီ line ကျိုးကတစ်ချောင်း neutral ကျိုးကတစ်ချောင်းနှစ်ချောင်းဖြစ်ပါတယ်အဲ့နှစ်ချောင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ single phase DB ရဲ့အတွင်းထဲမှာ single phase DB ရဲ့အတွင်းထဲမှာကျွန်တော်တို့ကline ရဲ့ neutral နှစ်ချောင်းကိုဝင်ပေးဖို့တဲ့ protection device လို့ခေါ်တဲ့MCB breaker ကိုအသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့မီတာကနေ single phase မီတာကနေထွက်လာတဲ့ line ရဲ့ neutral ကိုအဲ့ single phase အိမ်တွင်းမှာရှိတဲ့ single phase DBA မှာ DBA ကိုဝင်သွားရမယ်ဝင်သွားအဲ့ single phase DBA မှာရှိတဲ့ turbo အဲ့ဒီကောင်လေးဒီ MCB breaker ဖြစ်ပါတယ်MCB breaker ဒီဘယ်လောက်ပိုးကိုသုံးရမလဲဆိုရင်ကျွန်တော်တို့က main အတွက်သုံးမှာဖြစ်တဲ့အတွက် single phase meter ကလာတဲ့ကျိုးရည်ဒီအရေးတွဲအားဖြင့်သူကနှစ်ချောင်းဖြစ်ပါတယ်။အဲဒီနှစ်ချောင်းမှာ line ကျိုးရဲ့ neutral ကျိုးကနှစ်ချောင်းဖြစ်တဲ့အတွက်အဲ protection device MCB breaker ဒီလည်းကျွန်တော်တို့က turbo အမျိုးအစားကိုသုံးရမှာဖြစ်ပါတယ်။ turbo MCB breaker တဲ့ကို single phase 2 wire meter ကနေထွက်လာတဲ့ line နဲ့ neutral ကျိုးကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီ single phase meter ကနေလာတဲ့ကျိုးနဲ့ကျိုးအဲ့ကျိုးနဲ့ကျိုးဒီဘာလဲဆိုရင် line ကျိုးနဲ့ neutral ကျိုးကနှစ်ကျိုးလာမယ်ဒီနှစ်ကျိုးဒီဘယ်ဟိုသွားမလဲဆိုရင်ဟဲ့အိမ်မှာရှိတယ်အိမ်ထဲမှာရှိတယ်ကျွန်တော်တို့က single phase DB ပေါက်ထဲကိုသွားမှာဖြစ်ပါတယ် single phase DB ပေါက်ထဲကိုရောက်တဲ့အခါမှာဘယ်ဟို connection ဝင်ပေးရမလဲဆိုရင်ကျွန်တော်တို့က protection device လို့ခေါ်တဲ့ MCB breaker အဲ့ protection device လို့ခေါ်တဲ့ MCB breaker ဒီကျွန်တော်တို့ကပိုးအည်တွေအားဖြင့် line နဲ့ neutral ကျိုးနှစ်ချောင်းပဲလာတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ protection device ဖြစ်တဲ့ MCB breaker က turbo MCB breaker ဖြစ်ရပါမယ်အဲ turbo MCB breaker ကနေကျွန်တော်တို့က line နဲ့ neutral ဝင်မယ်အဲ့တော့ဒီလိုလေးကျွန်တော်ဆွဲပြပေးပါမယ်အဲ့တော့ single phase ဒီကောင်ဒီကျွန်တော်တို့က single phase DB ဖြစ်ပါအဲ့ single phase DB မှာကျွန်တော်တို့ကဘာပါမလဲဆိုရင် single phase DB ရဲ့သူ့ရဲ့အချက်လေရာဆိုရင် single phase DB မှန်တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ DB ရဲ့အပေါ်မျက်နှာချင်းဆိုင်ကျွန်တော်တို့ဒီလိုကြည့်ရပါတော့ DB ကိုကျွန်တော်တို့လည်းမျက်နှာချင်းဆိုင်မှာထားလိုက်ရင်ထားပြီး DB ရဲ့မျက်နှာချင်းဆိုင်ရဲ့ height လူရဲ့ခန္ဓာကိုယ်ကဘယ်ဘက်ကဒီ DB ရဲ့ပြည့်မဲ့ကြည့်မယ်ဆိုရင်ဘယ်ဘက်ဖြစ်ပါတယ်အဲ့ဘယ်ဘက်အပေါ်ဆုံးတောင်းအောင်ဒီကျွန်တော်တို့ကအပ်ပါဖြစ်ပါတယ်sorry ဘယ်ဘက်အပေါ်ဆုံးတောင်းဒီကျွန်တော်တို့က neutral ဘာဖြစ်ပါတယ်ဒီဘက်က DB ရဲ့ညာဘက်အပေါ်ဆုံးတောင်းပါဒီအပ်ပါဖြစ်ပါတယ်အဲ့တော့ line နဲ့ neutral လို့ခေါ်တဲ့မီတာကနေလာမဲ့ကျိုးဒီကျွန်တော်တို့ကဒီအပေါ်ကနေလာမှာဖြစ်ပါတယ်ဒီအပေါ်ကနေ line နဲ့ neutralကျွန်တော်တို့ကဝင်လာတဲ့ကျိုးဒီဘယ်လိုသွားမလဲဆိုတော့ protection device ဖြစ်တယ်ကျွန်တော်တို့ကturbo MCB protection device ဖြစ်တယ် turbo MCB breaker တွေကိုဝင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က breaker လေးက turbo ဆိုတော့ breaker ရဲ့ပုံစံလေးကိုကျွန်တော်တို့လေးဆွဲလိုက်ပါမယ်turbo protection device ဖြစ်တဲ့ MCB turbo breaker တွေကိုမီတာလာတဲ့ line နဲ့ neutral ကျိုးလေးကကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်နော်
line နဲ့ neutral ကြိုးလေးဝင်ပေးရမှာဖြစ်ပါတယ်အဲ့လို line နဲ့ neutral ကြိုး protection device ဖြစ်တဲ့ MCB 2 volt breaker တွေကိုမီတာကနေလာတဲ့မီတာကနေလာတဲ့ကျွန်တော်တို့ line နဲ့ neutral ကြိုးလေးကဒီ MCD 2 volt လေးကိုဝင်ပေးရမှာဖြစ်ပါအဲ့ဝင်ပေးရဲ့အကောင်ဒီကနေဘယ်လိုသွားမလဲဆိုရင်သူက series connection နေနဲ့သူ့ဘေးမှာရှိတယ်ကျွန်တော်တို့က RCB ကိုသို့မဟုတ် RCD သို့မဟုတ် RCCB เนาะ2 volt 2 volt RCB ကို2 volt RCB ကိုဒီကျွန်တော်တို့က decade breaker ဖြစ်ပါတယ်အဲ့ single phase DBM မှာကျွန်တော်တို့ခုနောက်ပိုင်းလိုက်တဲ့ version အရာအင်ဒီအစောင်းတစ်ခုမှာ single phase DB ကိုဆင်းပေးမယ်ဆိုရင် short နဲ့ overload size ကိုဖြတ်တောက်ပြီးရဲ့ကျွန်တော်တို့က MCB breaker ရဲ့ leakage ကိုဖြတ်တောက်ပြီးရဲ့ RCB ကိုသို့မဟုတ် RCD သို့မဟုတ် RCC breaker တွေကိုကျွန်တော်တို့ပူးတွဲတက်ဆင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ single phase meter ကနေလာတဲ့ line နဲ့ neutral ဒီ2 volt MCB breaker တွေကိုအပေါ်ကနေဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့ကအောက်ကနေထွက်ပါတယ်အဲ့တော့အောက်ကနေအပေါ်ကနေဝင်မယ် breaker တွေကို breaker တွေဝင်ပြီးတော့အောက်ကနေထွက်တဲ့ကောင်ကြီးဘယ်လိုသွားမလဲဆိုရင်ကျွန်တော်က series connection တိုင်းဘယ်လိုသွားမလဲဆိုတော့ RCB ရဲ့အပေါ်ကိုဝင်ပါမယ်အဲ့တော့ neutral ဒီလေ RCB ရဲ့အပေါ်ကိုသူကလည်း series connection နဲ့ဝင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ MCB ရဲ့ RCB တွေကိုကျွန်တော်က series connection နဲ့ဝင်ပြီးရခါမှာဟဲ့ RCB ကထွက်လာတဲ့ line ကြိုးကကျွန်တော်တို့ဘယ်လဲဆိုရင်ဒီဟဲ့ RCB ရဲ့ဘေးမှာရှိရဲ့ 1 volt breaker လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်MCB breaker ဒီကျွန်တော်တို့က height DB ရဲ့တစ်ခုလုံးကနေ U သုံးလိုက်တဲ့လုတ်တွေမှာဖြစ်နေတဲ့သူက overload ရဲ့ short circuit ရဲ့ overload circuit တွေကိုကျွန်တော်တို့ height LCB ကနေဖြတ်တော့ကာကွယ်ပေးမှာဖြစ်ပါတယ်ဒီ single phase DB ကနေထုတ်ယူပြီးအသုံးပြုနေတဲ့လုတ်တွေမှာလုတ်တစ်ခုခုမှာ short circuit တော့လည်းကောင်း overload circuit တော့လည်းကောင်းဖြစ်မယ်ဆိုရင်ဒီ LCB 2 volt MCB ကလည်းဖြတ်တောက်ပေးမယ်ဟဲ့1 volt လေးတွေသက်ဆိုင်ရာ circuit panel တွေကိုထိချုပ်ကာကွယ်ပြီးတော့1 volt လေးရနေဖြတ်တောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့စမယ်ဆိုရင် single phase 230ကျွန်တော်တို့က voltage level ကိုတွေ့တန်းတက်ဆင်တော့မယ်ဆိုရင် single phase meter single phase 200 meter ကိုခန်းသုံးမယ် single phase 200 meter ကနေဟဲ့ single phase DB ဖြစ်တဲ့ single phase DB ကိုလာပြီးတော့တွေ့တန်းတက်ဆင်ပေးရမှာဖြစ်ပါတယ် single phase DB မှာရှိရဲ့ 2 volt MCB breaker တွေကို single phase 200 meter ထွက်လာတဲ့ line နဲ့ neutral ကြိုးကိုဝင်ပေးရမှာဖြစ်ပါတယ် line နဲ့ neutral ကြိုးကိုဝင်ပြီးတော့ထွက်လာတဲ့ကြိုးကိုဘယ်လိုသွားမလဲဆိုတော့ RCB ကိုဝင်ပေးရမှာဖြစ်ပါတယ် RCB ကနေကျွန်တော်တို့ဘယ်လိုဝင်ပေးရမလဲဆိုရင် line ကြိုးကိုကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုရင် line ကြိုးကိုအဲ့ရ1 volt breaker လေးကိုဝင်ပေးရမှာဖြစ်ပါတယ် neutral ကြိုးကိုရော neutral bar ကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ 2 volt MCB ရဲ့2 volt RCB ရဲ့1 volt ရဲ့ဒီကျွန်တော်တို့က2 volt MCB ရဲ့2 volt RCD သို့မဟုတ် RCCB သို့မဟုတ် RCBO ရဲ့ RCBO ရဲ့တော့1 volt MCB ရဲ့ကိုကျွန်တော်တို့ကဘယ်လိုတွေ့တန်းတက်ဆင်လဲဆို series series connection နေနဲ့connection အနေနဲ့တွေ့တန်းတက်ဆင်ပေးရမှာဖြစ်ပါတယ်ဒါလေးကဘယ်လိုပုံစံလေးလဲဆိုရင်အပြင်မှာကျွန်တော်တို့ချပြီးတော့လုပ်နေဆိုရင် series connection ဆိုတဲ့ဥစ္စာလေးကကျွန်တော်တို့ကမီတာကနေနှစ်ချောင်းလာမယ်လာတဲ့ကောင်ဒီဘ
ယ်ကိုသွားမလဲဆိုရင်မီဒီယာလာတဲ့ကျိုး line ကျိုး neutral ကျိုးဟောဒါကဘယ်ရလာမလဲဆိုရင် single phase 2 wire မီတာကနေလာမယ် single phase 2 wire မီတာကနေ line နဲ့ neutral ဒီဘယ်ကိုဝင်မလဲဆိုရင် 2 volt LCB ကိုဝင်မယ်2 volt LCB ကနေထွက်သွားမယ်ထွက်သွားတဲ့ကောင်ဒီဘယ်ကိုသွားမလဲဆိုရင်2 volt RC ဒီတော့မဟုတ် RCCB တော့မဟုတ် RCB ကိုထဲကိုဝင်မယ်အဲ့တော့ဒါဒီကျွန်တော်တို့အဝင်အထွက်ဖြစ်တဲ့အတွက်သူ့ကို CD connection လို့ခေါ်တာပါအဲ့ RCD ကနေထွက်လာတဲ့ line ကျိုးဒီဘယ်ကိုဝင်မလဲဆိုရင်ကျွန်တော်တို့က1 volt breaker ကိုဝင်မယ်ဒီဘက်က neutral ကျိုးဒီဘယ်ကိုသွားမလဲဆိုရင် DB မှာရှိရဲ့ neutral bar ကိုသွားမယ်အဲဒီပုံစံလေးကျွန်တော်တို့ကတွေ့တန်းတက်ဆင်ပြီးရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့က 2 volt MCB ရဲ့2 volt RCB ရဲ့1 volt တွေကိုကျွန်တော်တို့က1 volt MCB ရဲ့ကိုဘယ်လိုတွေ့တန်းပါမလဲဆိုရင် CD connection တွေနဲ့တွေ့တန်းပြီးရမှာဖြစ်ပါတယ်အဲ1 volt connection 1 volt ကိုရောက်လာတဲ့အဝင်မှာရှိရဲ့ line ကျိုးမှာကျွန်တော်ဘယ်လိုသွားမလဲဆိုရင်ဘေးမှာရှိရဲ့1 volt လေးတွေကိုလူပင်ကူးပြီးရမှာဖြစ်ပါတယ်အဲဘေးမှာရှိရဲ့1 volt လေးတွေကိုဒီကနေလူပင်ကူးပြီးရဒီလူပင်ကူးပြီးရဲ့ဥစ္စာတော့ကျွန်တော်တို့ကဘာလဲဆိုရင်ဒီကောင်ကို LOPIN လူပင်လို့လည်းရေးတယ်နောက်တစ်ခုကကျွန်တော်တို့ကဒါမျိုးလည်းရေးပါတယ် LOPIN လူပင်လို့လည်းရေးတယ်လူပင်ဆိုတာကကျွန်တော်တို့မြန်မာလိုကတော့ထက်ကြော့ဆိုတော့ဝင်းပုံစံလေးသူကနေအတွုံလေးနဲ့ကိုယ်သွားတယ်ထက်ကြော့စနစ်လို့လည်းခေါ်တယ်အမမလို့ parallel စနစ်လို့လည်းသုံးလို့ရပါတယ်ဒါကို PARA parallel လို့လည်းကျွန်တော်တို့ကခေါ်ကြပါတယ် parallel တော့မဟုတ်လူပင်တော့မဟုတ်လူပင်ဒါမျိုးလေးခေါ်ပါတယ်အဲ့လိုခေါ်ကြည့်ကျွန်တော်တို့ကအဝင်းတူအဝင်ဒါအဝင်းတူအဝင်ဆိုတာကဒီဘက်1 volt ရဲ့အဝင်ကနေ power line ဝင်မယ်အထွက်ကဘယ်ကိုသွားမလဲဘယ်ကိုအဲ့ဆိုတော့အထွက်ဒီလုတ်စီကိုသွားမှာပါတက်ဆိုင်ရကျွန်တော်တို့က circuit balance တွေရဲ့လုတ်တီကိုသွားမယ်ဒီဘက်ကလည်း1 volt လေးကနေလုတ်စီကိုသွားမယ်ဒီလုတ်ဒီကျွန်တော်တို့ကဒါဆိုရင် lighting အတွက်ဆိုရင် lighting circuit balance အတွက်1 volt တွေကsocket အတွက်ဆိုရင် socket balance အတွက်1 volt တွေကaircon အတွက်ဆိုရင် aircon circuit balance အတွက်1 volt တွေကဒါမျိုးလေးတက်ဆင်ရအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စောစောက single phase DB မှာ2 volt MCB 2 volt RCB ကိုသုံးဖို့ RCD သုံးဖို့ RCCB ကိုသုံးလို့ရပါတယ်အဲ့ရနေထွက်လာတဲ့ကောင်ဒီ1 volt ကျွန်တော် MCB ကိုသွားတယ်အဲ့ဒီ1 volt MCB လေးရဘာအတွက်လဲဆိုကျွန်တော်တို့ height load circuit အတွက်ပဲနော်ဒီload circuit ဆိုတာကကျွန်တော်တို့က1 volt MCB breaker လေးရနေလို့ဆိုရင်ကျွန်တော်တို့က lighting လို့ဆိုရင် lighting circuit ကျွန်တော်တို့73 ampere socket line တွေအတွက်ဆိုရင် socket circuit တခါ power socket လို့ခေါ်တဲ့ AC aircon တွေ heater တွေအတွက်ဆိုရင်ကျွန်တော်တို့က1 volt breaker ကနေ15 ampere လောက် circuit ဆိုပြီးတော့ circuit နဲ့ကျွန်တော်တို့ကလောက် circuit 3 ခု꿰တော့ပါเนาะကျွန်တော်ဒီ single phase 230 single phase မှာကျွန်တော်တို့သုံးတဲ့ plastic PC မှာအဓိကအားဖြင့်ကျွန်တော်တို့ AD မှာတော်တန်တက်စင်နေတာဒီအုပ်စု3ခုပဲကျွန်တော်တို့အဓိကထားပြီးတော်တန်တက်စင်နေပါတယ်အဲ့ဒါရပါလဲဆိုရင် lighting circuit အုပ်စုတွေ73 ampere socket အုပ်စုတွေနောက်15 ampere power socket လို့ခေါ်တဲ့အုပ်စုတွေဆိုပြီးအုပ်စု3ခုကျွန်တော်တော်တန်တက်စင်ပေးရတာဖြစ်ပါတယ်ဒါတန်မာအပြင်အိမ်ကြီးကျောင်းလေးရုံးတွေမှာအကုန်လုံးဒီ load circuit ဒီ3ခုကနေပဲအဓိကထားပြီးတော့တက်ဆင်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့ခေတ်မှာကျွန်တော်က lighting circuit တက်ဆင်တဲ့ပုံမျိုးကိုကျွန်တော်ရှင်းပြပေးချင်ပါတယ်